အခုဒီဗီဒီယိုကြည့်နေရတဲ့မှာပါမယ်ဆိုရင်ကိုချစ်သူကကိုကြစ်ကန်ကန်လေးလုံနေမယ်ကိုစကားကိုနားမထောင်မှုသူလှုပ်ချင်တာပဲလုံနေမယ်ဆိုတဲ့ပုံစံတော့တွေ့တယ်ကိုစီကိုလိုချင်တဲ့အရာတွေအကုန်လုံးကကောင်းကောင်းမွန်မွန်ချောချောမွေ့မွေ့နဲ့ရောက်ရှိလာတော့မှာဖြစ်တယ်နော်အားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကိုယ့်ရဲ့လိုချင်တဲ့ရည်မှန်းချက်တွေကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေပြည့်ဝမလားဆိုတာကိုအတူတူ energy check လုပ်ကြည့်ရအောင် okay အရန်ကိုကောင်းတဲ့ကက်ကလေးတွေပဲကြာနေရပါလားလိုချင်တဲ့အရာတွေအားလုံးကိုကိုယ်တိုင်လက်ခံရရှိမယ်ကိုစီကိုလိုချင်တဲ့အရာတွေအကုန်လုံးကကောင်းကောင်းမွန်မွန်ချောချောမွေ့မွေ့နဲ့ရောက်ရှိလာတော့မှာဖြစ်တယ်နော်ကိုကူညီပေးမဲ့သူစောက်ရှောက်ပေးမဲ့သူလမ်းပြပေးမဲ့သူရှိလိမ့်မယ်ကိုမှာကအဆောက်အရှောက်ကောင်းလေးတွေရှိရဲကိုအနီးနားမှာကိုစောက်ရှောက်ပေးနေတဲ့ angels လေးတွေရှိရမျိုးကိုလည်းတွေ့ရတယ်နော်ကိုကမိသားစုကံဆွေမျိုးကံမကောင်းဘူးဆိုရင်တော့မှပဲအပေါင်းအသင်းမိတ်ဆွေကံကောင်းမယ်ဆရာကောင်းတမကောင်းနဲ့တွေ့ရမယ်မိတ်ဆွေကောင်းရင်ဆွေမျိုးတွေထပ်ပိုကောင်းတယ်ဆိုသလိုပဲကို့မှာတကယ်ကိုကောင်းမွန်တဲ့မိတ်ဆွေကောင်းတွေရရှိလာမယ်နော်သူတို့ကြောင့်မလို့ပဲကိုယ့်ရဲ့ဆန္ဒတွေပြေဝပြီးတော့မှကိုယ်တိုင်ကတကယ်ကိုပျော်ရွှင်ရတော့မယ်ကိုယ်ဆန္ဒတွေအကုန်ပြေဝတော့မယ်ဆိုတာမျိုးတွေတွေ့ရတယ်ငွေကြေးတွေလည်းဝင်လာပြီးတော့မှတကယ်ကိုပျော်ရတော့မှာပါနော်အားလုံးသိချင်ကြတယ်ပေါ့နော်ဒီအခြေရေးကိုတော့တကယ်တော့ထက်ကြည့်လိုက်ပါဦးနော်အခြေရေးကဘယ်လိုဖြစ်နိုင်မလဲပေါ့လေဆိုတော့အခြေရေးကကြတော့တဲ့ကိုကြစ်ကန်ကန်လေးလုံနေမယ်ကိုစကားကိုနားမထောင်မှုသူလှုပ်ချင်တာပဲလုံနေမယ်ဆိုတဲ့ပုံစံတော့တွေ့တယ်ဒါပေမဲ့ကိုကသူ့ကိုတေချာပေါက်ထိန်းချုပ်နိုင်လိမ့်မယ်နော်သူဘလောက်ပဲဆိုရွားနေပါစေကိုတိုင်သူ့ကိုထိန်းချုပ်နေရလိမ့်မယ်ထိန်းချုပ်နိုင်လိမ့်မယ်ဆိုတာမျိုးတော့တွေ့တယ်ဒါပေမဲ့အဲ့လိုထိန်းချုပ်နိုင်ခြင်းအတွက်တော့ကိုကတိတ်ပြီးတော့ပျော်ရွှင်ရမှာတော့မဟုတ်ဘူးဆိုတဲ့ပုံစံတော့ရှိတယ်တကယ်လို့ကိုက single ပေါ့နော်ချစ်သူရည်စားမရှိတဲ့သူမျိုးဆိုလို့ရှိရင်တော့စိတ်ရှိရှိနဲ့ပဲစောင့်နေပါချစ်သူရည်စားအစ်စ်ရရှိလာဖို့ရှိရဲချစ်သူရည်စားရလာလိမ့်မယ်နော်အဲ့လိုမျိုးတော့တွေ့ပါတယ်ရှင်ဆိုတော့ဒါပေမဲ့အခုအနေမှာပေါ့နော်ကိုအနေနဲ့အဓိက focus ထားတဲ့နာကတော့ကိုရဲ့လုပ်ငန်းတွေငွေကြေးတွေကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုအဓိကအာရုံစိုက်ပြီးစူးစမ်းနေတဲ့အချိန်ကာလဖြစ်တယ်။အခြေရေးနဲ့ပတ်သက်ပြီးတော့စိတ်ရှည်ပါအချိန်တစ်ခုရောက်လာပါလိမ့်မယ်ဆိုတာမျိုးပဲတွေ့ရတယ်နော်။ကျေးဇူးပါ။